ဒီနေ့ကျွန်တော်ပြောပြမှာကတော့ကျွန်တော်တို့မိသားစုရဲ့ကြိုက်ထီကိုဖျားဖို့ခရီးစဉ်လေးကြောင်းဖြစ်ပါတယ်ကျွန်တော်တို့မိသားစုကကြိုက်ထီကိုဖျားဖို့မသွားခင်မိသားစုစီဝေးထိုင်ပြီးတော့ဆွေးနွေးကြတယ်။ဘာရဲ့သမီးရဲ့ကျွန်တော်ရဲ့မျိုးသမီးရဲ့ကျွန်တော်ရဲ့ပေါ့နော်ဘာနဲ့သွားရင်ကောင်းမလဲကားနဲ့သွားမလားရထားနဲ့သွားမလားဆွေးနွေးကြတဲ့ခါမှာကျွန်တော်တို့ကရထားနဲ့မသွားတာကလည်းကြာပြီရထားနဲ့သွားတဲ့ရှုခင်းတွေလည်းကြည့်နေတယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့ဆုံးဖြတ်ကြတယ်မိသားစုကရထားနဲ့ပဲသွားကြမယ်ဆိုပြီးတော့ဆုံးဖြတ်ကြတယ်ဒီလိုနဲ့ကျွန်တော်တို့သွားခင်တရက်ကြိုပြီးတော့မော်လမြိုင်ဘူလာကြီးမှာရထားလက်မှတ်ပေါင်းဝယ်ကြတယ်ရထားလက်မှတ်ဝယ်တဲ့ခါမှာတော့မှတ်ပုံနေမူရင်းပြရတယ်မှတ်ပုံနေလူတရားကို9000နှုန်းနဲ့သူတို့လက်မှတ်ရောင်းပေးတယ်ဒါရိုးထမ်းပေါ့နော်ဒါထက်တန်းဆိုတော့ပဲဈေးတော့မသိဘူးကျွန်တော်တို့ကတော့ကျွန်တော်တို့ရိုးထမ်းပဲဝယ်စီးကြတယ်မိသားစု၄ယောက်ကိုခုံ4ခုပေါ့နော်ဝယ်စီးခဲ့ကြတယ်ဒီလိုနဲ့နောက်နေ့မနက်မှာကျွန်တော်တို့မိသားစုရထားလေးနဲ့ခီးထွက်လာခဲ့ကြတယ်ရထားပေါ်ကနေပြီးတော့ရှုခင်းလေးတွေကြည့်တော့ရတယ်ကျွန်တော်တို့မော်လမြိုင်တရားကြီးကြော်တဲ့ခါမှာမုဒ္ဓမမျိုးရဲ့ရှုခင်းလေကွင်းကြီးတွေရဲ့ရှုခင်းဒီတထုံပေါင်လမ်းတစ်ချောင်းမှာရှိတဲ့စပားကင်းတွေနဲ့ဖက်ကလေးတွေဂျိုင်းတွေကန်နေတဲ့ရှုခင်းလေးတွေကြည့်ပြီးတော့ကျွန်တော်တို့မိသားစုရှုခင်းလေးတွေကြည့်ပြီးတော့ခီးထွက်လာခဲ့ကြတယ်ရထားစီးရတာနဲ့ကားစီးရတာရဲ့မတူတဲ့ခံစားချက်ကတော့ကျွန်တော်တို့ရထားပေါ်မှာခုံပေါ်မှာ AC ထိုင်တဲ့အချိန်မှာဒီစားစရာတောက်စရာမုတ်ပဲတရေစာတွေကကျွန်တော်တို့အနားထိကိုလာပြီးတော့ဒီမှာရေတန့်ဘူးရမယ်ထိုးရမယ်သမင်းလုံးရမယ်နေမလဲသမင်းမောင်းပါညာစားစရာလိမ်မော်သီးရမယ်အဲ့လိုပေါ့နော်အဲ့ဒီခံစားချက်လေးကရထားပေါ်မှာသာရနိုင်တဲ့ခံစားချက်လေးပါစားစရာအကုန်ကိုနာကိုအကုန်ရောက်တယ်ဘာစားချင်လဲအကုန်ရတယ်ပေါ့နော်ရှုပ်ပြင်းလေးနဲ့ကြည့်ရင်စားချင်တာလေးစားရင်ဘယ်လောက်ပါရတဲ့ခံစားချက်လေးပဲပေါ့နော်ဒါကကားစီးတဲ့လူတွေမရနိုင်ဘူးရထားစီးမှသာလေရနိုင်တဲ့ခံစားချက်ပါရှုခင်းလေးတွေငိမ့်မောကြည့်ရင်ကျွန်တော်မိသားစုကြိုက်ထုတ်ပူတာကိုစိုက်ရောက်လာခဲ့တော့